ဝင်လာခဲ့ပါတငယ်ချင်းမီးရဲ့ဂုံတွေတကားဝမှာထားခဲ့လိုက်ပါငါနေတဲ့နေရာမှာဂုံတွေမလိုပါဘူးဝင်လာခဲ့ပါတငယ်ချင်းမီးရဲ့ပကာသနာတွေအပြင်ဘက်မှာထားခဲ့လိုက်ပါငါနေတဲ့နေရာမှာပကာသနာတွေမလိုပါဘူးစိတ်နှလုံးအေးချမ်းခြင်းဆိုတာစိတ်ရဲ့တန့်ရှင်းခြင်းကအစပြုပါတယ်ဒါကြောင့်ငါနေတဲ့နေရာမှာဥစ္စာပစ္စည်းတွေအကြောင်းမပြောဘူးယာရုအဆင့်အတန်းတွေအကြောင်းမပြောဘူးလူတွေရဲ့အတင်းအဖျင်းတွေအကြောင်းမပြောဘူးတိတ်ဆိတ်ချင်းကိုအဖော်လုပ်တဲ့ငါအဖို့ပကြီးကားတစ်ချက်နဲ့တူတဲ့မနက်ခင်းလေးရဲ့တီးရွက်တွေကြားကထွက်ကြလာတဲ့နေပြောက်ကလေးတွေရဲ့အိုမင်းရင်ရောနေတဲ့တစ်ပင်ကြီးတချို့ရဲ့ငှက်ကလေးတွေရဲ့တေးသချင်းတန်လေးတွေရဲ့ပဲရှိပါတယ်တစ်ပင်တွေကြားထဲကလမ်းချင်းကလေးတိုင်းလျှောက်သွားမယ်ဆိုရင်ရောင်စုံလိပ်ပြကလေးတွေကမျက်နှာနာကပ်ပြီးပြန်ဝဲသွားကြလိမ့်မယ်သူတို့မင်းကိုထိလူထိခင်လှုပ်သွားကြတာကိုသဘောကျလိမ့်မယ်လို့ထင်ပါတယ်တငယ်ချင်းရေတို့မှသာရိုးရှင်းတဲ့စိတ်ရှိမယ်ဆိုရင်လမ်းတစ်လျှောက်ကြွေကျနေတဲ့ရိုရွက်ဝါလေးတွေကလည်းသူ့အလိုလိုလာပနေကြပါတယ်ငြိမ်သက်ခြင်းကိုခံစားဖို့ခဏလောက်တိတ်တိတ်ကလေးနေကြစို့ငြိမ်သက်ခြင်းထဲမှာလောကကြီးကအထင်ကြီးသွားစရာဘာမှမရှိပါဘူးဒါပေမဲ့ငြိမ်သက်ခြင်းထဲမှာပြည့်စုံခြင်းရှိတယ်အဲ့ဒီပြည့်စုံခြင်းထဲမှာလူတွေမြင်အောင်ပြသလို့ရတာဘာမှမရှိပါဘူးဒါပေမဲ့ဘဝရဲ့အဓိပ္ပာယ်ပြေဝမှုဟာလူတွေမြင်အောင်ပြသလို့မရတဲ့အထဲမှာရှိပါတယ်မနက်စောစောထပြီးခြံထဲမှာတပြက်စီလဲတယ်ညကမိုးလေးရွာတော့နေရာတိုင်းဆူဆွတ်လို့မနေ့ကစိုက်ထားတဲ့အပင်ကလေးတွေလန်းဆန်းနေတာတွေ့တော့ဝမ်းသာရတယ်နာမည်တော်မခေါ်တတ်တဲ့အပင်ကလေးတွေကို့အနားရောက်လာတော့မြင်ရတာအားနာမိတယ်အနားမှာရှိပါလျက်နဲ့တိတ်ဆိတ်နေမိတဲ့အခါငါ့ကိုခွတ်လွတ်ပါကွယ်ငါကနှလုံးသားနဲ့မြင်အောင်ကြည့်တတ်သူပါဆိုတာမမေ့လိုက်ပါနဲ့ဒီနေ့မနက်ခင်းဟာထူးထူးခြားခြားတိတ်ဆိတ်နေတယ်အရှိလေအေးလေးကလည်းနှုတယ်စောင်းဝင်လာပြီပဲလေကားထစ်မှထိုင်ပြီးဖက်လက်ဆစာအုပ်ကလေးဖတ်နေတယ်ခက်လန်းလန်းစီကဂျိုးကူတန်လေးကြားရတယ်ဂျိုးလေးကူတယ်လို့တွေးပြီးစာဆက်ဖတ်နေတယ်ဒါပေမဲ့ဆက်ဖတ်လို့မရတော့ဘူးစိတ်ကဂျိုးကူတန်စီရောက်နေတယ်စာအုပ်ကိုအသာထားပြီးဂျိုးကူတန်လေးနားဆိုင်ထောင်ဖြစ်တယ်အပြင်မှာလူကြီးတိတ်တယ်ညနှက်တော့မယ်ကောင်းကင်ကြီးကိုမော့ကြည့်နေမိတယ်ဒီညမိုးထက်ရွာလဲအောင်မယ်ပိုးဆုံးကျူလေးတကောင်မျက်နှာနားကဖြက်ပြန်သွားတော့ဖမ်းမိဖို့ကြိုးစားသေးတယ်သူကထွက်ပြေးသွားတယ်မင်းကိုနောင်ဖွဲမှုမဟုတ်ပါဘူးကွယ်ငါရင်ခွင်ပေါ်ခဏနားဖို့ပါလိုချင်တာကလွတ်လပ်မှုနဲ့ငြိမ်းချမ်းမှုဒီကိစ္စနဲ့ပတ်သက်ပြီးဘယ်သူနဲ့မှပြိုင်စရာမလိုဘူးကိုလိုချင်တာကလွတ်လပ်မှုနဲ့ငြိမ်းချမ်းမှုဖြစ်တယ်ဆိုရင်ငါကပိုလွတ်လပ်တယ်သူကပိုလွတ်လပ်တယ်လို့ပြိုင်နေအောင်ပါလားအကယ်၍တယောက်ယောက်မှာလွတ်လပ်မှုနဲ့စိတ်ငြိမ်းချမ်းမှုရှိတယ်လို့ကြားရရင်သူ့ကိုလေးစားတဲ့စိတ်ချစ်ခင်တဲ့စိတ်ဖြစ်နေတယ်သူ့အပေါ်ဖြစ်လိုက်တဲ့ပီတိစိတ်ကလေးနဲ့ကို့မှလည်းပို့ပြီးတော့တောင်အေးချမ်းသွားရတယ်ငါရဲ့ဥယျာဉ်ကလေးဟာအထူးတလဲပြုပြင်ထားတာဘာမှမရှိပါဘူးကိန်းခမ်းမကြီးတဲ့တစ်ပင်တွေကြားထဲမှာငါလမ်းလျှောက်တယ်မိုးချုပ်ပြီးဆိုရင်အိတ်တန်းတက်တော်မဲ့ငှက်ကလေးတွေကကြီးစဲသလိုအနားကိုကပ်ပြီးပြန်သွားကြတယ်အခုလိုရက်တွေဆိုရင်ညဘက်လမ်းလျှောက်တဲ့အခါပြီးတော့မဲ့လမင်းကြီးကအဖော်လုပ်ပေးပါတယ်လမ်းလျှောက်ရင်းငါတွေးတယ်ဒီကမ္ဘာလောကကြီးမှာရှိနေတဲ့အရာမှန်သမျှရှိနေသည့်ချင်းဒီပင်လင်အံ့ဩစရာကောင်းလိုက်တာလို့အရာရာပြတ်သုံးသွားဖို့တေချာနေတဲ့ကြားထဲမှာပဲဒီလောက်ထပ်ပြန်တလဲလဲကြော့နေတဲ့မွေးဖွားခြင်းတည်ဆုံးခြင်းတွေကြားထဲမှာပဲရေဘွက်ပမာခဏမျှသာရှိတဲ့တဘဝအတွင်းမှာပဲတို့အတူရှိနေကြတယ်အံ့ဩဖွယ်တို့အတူရှိနေကြတယ်
ငါနေတဲ့နေရာလေးကိုရောက်လာခဲ့ရင်ငါမှပြစရာဆိုလို့တန်ဆန်းပြီးအရွက်တွေဝေနေတဲ့အပင်တချို့ရဲ့မြေပြင်ပေါ်မှာပွင့်ဖက်တွေဖွေးနေအောင်ကြွေကျနေတဲ့စကပြူပန်းပွင့်လေးရဲ့ပန်းရနံ့တွေတင်းပြန့်နေတဲ့လေနုအေးလေးရဲ့တစ်ပင်အိုကြီးတွေပေါ်ထိုင်ပြီးသချင်းဆိုနေတတ်တဲ့ငှက်ကလေးတွေရဲ့ဟိုဟိုဒီဒီပြန်ဝဲနေကြတဲ့လိပ်ပြရောင်စုံကလေးတွေရဲ့ပဲရှိပါတယ်။